ဝမှန်ဆိုတဲ့ပြောဆိုမှုရဲ့အောက်မှာယခုဟောပြသည့်အဘိနတုတ်ကိုအခုလိုပဲလူတူရှင်းအစအဆုံး၅ချက်လုံးဟောပြပြီးတော်မူပါဖရာလို့စာရီရေးပို့ထားတယ်အဘိနတုတ်ဆိုတာကဒီနေ့ခေတ်စကားနဲ့ပြောရရင်အမြဲတမ်းခေါင်းနဲ့ရိုက်ထည့်ထားရမယ့်တရားလို့ဆိုတယ်အမြဲမပြတ်ဆင်ញင်းနေရမယ့်တရားပေါ်ပြင်စည်းမာနိဘိက္ခဝေဌာနာနိအဘိနံပစ္စဝကိတ္တဗံတဲ့ဒီအရာ၅မျိုးကိုအမြဲတမ်းဆင်ញင်းစဉ်းစားနေရမယ်အမြဲတမ်းခေါင်းနဲ့ရိုက်ထည့်ထားရမယ်အဋ္ဌိယာဝါမိန်းမပဲဖြစ်ဖြစ်ပုရိသေနဝါယောက်ျားပဲဖြစ်ဖြစ်ဂဟထေနဝါလူပဲဖြစ်ဖြစ်ပပိစိဒေနဝါရှင်ယဟန်ပဲဖြစ်ဖြစ်ပေါ့ဘသူပဲဖြစ်ဖြစ်ဒီအရာ၅မျိုးဒီအချက်၅ချက်ကိုတော့ဖြင့်အမြဲတမ်းခေါင်းနဲ့ရိုက်ထည့်ထားပါကတ္တမာနိပြင်စအဲ့ဒီ၅မျိုးကဘာတွေလဲဆိုရင်ဇရာဒံမောမိဇရံအနာတိတောတိအဘိနံပစ္စဝကိတ္တဗံအိုခြင်းသဘောတရားတွေရှိတယ်လူတိုင်းအဲ့ဒီအိုခြင်းသဘောတရားတွေကိုမလွန်ဆန်နိုင်ဘူးဆိုတာအမြဲနှလုံးသွင်းထားပါကိဉ္စအထဝတံပဋိစ္စဘာကြောင့်ငါအိုမာလို့ဆင်ញင်းနေရမှာလဲဆိုရင်တဲ့အတ္တိဘိက္ခဝေတတ္တနံရွတ်ပနေရွတ်ပနမတော်လူငယ်တွေဟာငယ်ရွယ်တဲ့အချိန်မှာငယ်မှန်နေထပြီးတော့ငယ်မှန်နေတက်ပြီးတော့ကိုမအိုတော့မဲ့မနာတော့မဲ့သူတွေလိုမေ့ပြီးတော့ယေနမတေနမတ္တာကာယေနဒုစရိတံစရန္တိဝါစာယဒုစရိတံစရန္တိမနတာဒုစရိတံစရန္တိတဲ့ငါငယ်ပါသေးတယ်ဘယ်အချိန်လို့ရတယ်ဆိုတဲ့ငယ်မှန်တွေနဲ့မကောင်းတာတွေလို့မကောင်းတာတွေပြောမကောင်းတာတွေကြမ်းနေမှာဆိုလို့ငါအိုမှာနော်ငါဒီအတိုင်းအမြဲတမ်းကြီးတီးမနေဘူးနော်ငါအိုမှာနော်အဲ့ဒါလို့အမြဲတမ်းဆင်ញင်းနေရမယ်အမြဲတမ်းခေါင်းနဲ့ရိုက်ထည့်ထားရမယ်လို့ဗုဒ္ဓကညွှန်ပြခဲ့တယ်ဒီတိုင်းမှာပဲနောက်ဒုတိယအမြဲဆင်ញင်းနှလုံးသွင်းပြီးတော့ခေါင်းနဲ့အမြဲရိုက်ထည့်ထားရမယ်အရာကငါတနေ့ဖြာတိဓမ္မောမိဖြာတိအနာတိတောတိအဘိနံပစ္စဝကိတ္တဗံငါတနေ့နားမှာနော်ငါတနေ့ကျမ်းမာရေးတွေဖောက်ပြန်တာမျိုးယောဂါတွေရတာမျိုးနဲ့နားမှာနော်ဒီအတိုင်းကြီးအမြဲတမ်းကျမ်းမာမနေဘူးနော်လို့အမြဲဆင်ញင်နှလုံးသွင်းနေပါတဲ့ဘာကြောင့်အဲ့ဒီလိုငါဟာတနေ့နားမှာလို့ခေါင်းနဲ့ရိုက်ထည့်ထားရမှာလဲဆိုရင်အာရောက်ကြမတော်ယေနမဒေနမတ္တာကျမ်းမာနေတဲ့အချိန်မှာကိုမေးပြီးတော့အမြဲတမ်းပဲမနာမဖြားတော့မဲ့သူလို့ကျမ်းမာတဲ့မန်နေထားပြီးတော့မကောင်းမှုတွေလုပ်မကောင်းတာတွေပြောမကောင်းတဲ့အတွေးကြံနေမှာဆိုလို့အမြဲတမ်းဒီလိုကြီးမနေဘူးနော်ငါနာရအောင်မနော်မနာခင်ငါကောင်းအောင်ကြိုးစားရမယ်ဆိုတဲ့အသည့်တွေဝန်စေခြင်းလို့ပါတဲ့နောက်နံပါတ်3မရဏဓမ္မောမိမရဏအနာတိတောတိအဘိနံပစ္စဝကိတ္တဗံငါဒီအတိုင်းကြီးအမြဲတမ်းမနေဘူးနော်ငါတနည်းသေရမှာနော်ဆိုတာကိုလေအမြဲတမ်းခေါင်းနဲ့ရိုက်ထည့်ပြီးဆင်ញင်းနေပါတဲ့ဘာကြောင့်လဲဆိုရင်ဇီဝိတေဇီဝိတမတော်ရှင်သန်နေတဲ့အချိန်မှာရှင်သန်ခြင်းမှန်နေရေးပြီးတော့ကိုမသေးရတော့မဲ့လူလိုလောဘတွေဒေါသတွေမောဟတွေအစင်းရဲ့အပူလောင်ခံပြီးတော့မကောင်းတာတွေလုပ်မကောင်းတာတွေပြောမကောင်းတာတွေကြမ်းနေမှာစိုးလို့ပါတဲ့နောက်နံပါတ်4ကတော့သဗ္ဗေဟိမေပိယေဟိနာနာဘာဝဝိနာဘာဝအဘိနံပစ္စဝကိတ္တဗံငါဟာငါချစ်တဲ့ငါအားကိုးနေတဲ့ငါမိဘငါဆွေမျိုးတွေနဲ့လေသေကွဲတာမျိုးဒါမှမဟုတ်ရှင်ကွဲတာမျိုးတွေဖြစ်လာမှာနော်လို့အမြဲတမ်းခေါင်းနဲ့ထည့်ပြီးတော့ဆင်ញင်နှလုံးသွင်းနေပါ
ငါပြီးပါငါဆွေမျိုးတွေနဲ့တနေ့ငါသေးခွဲရှင်ခွဲတကွဲခွဲနဲ့သေးကြပေါက်ကွဲကိုကွဲရမှာအဲ့ဒီအခါမှာငါကိုငါပဲအားကိုးရမှာငါမိဘငါဆွေမျိုးတွေကိုငါအမြဲတမ်းအားကိုးနေလို့မရဘူးဆိုတဲ့အသည့်ကောင်းနေထည့်ထားပါတဲ့ဘာကြောင့်လဲဆိုရင်အဋ္ဌိဘိက္ခွေတတ္တနာပိယေတုမနာပေတုယောသန္ဒရာကောယေနရာဂေနရတ္တာကာယေနဒုစရိတံစရန္တိတဲ့မိဘတွေဆွေမျိုးတွေကိုအားကိုးတဲ့စိတ်ဖြစ်ချင်းရာကိုဖြစ်နိုင်တယ်ဆိုတဲ့မိဘဆွေမျိုးပေါ်သန္ဒရာကဖြစ်ချင်းမှုတွေနဲ့ညှိကပ်ပြီးတော့မကောင်းတာတွေလုပ်မကောင်းတာတွေပြောမကောင်းတာတွေပဲကြမ်းပြီးတော့မိဘအားကိုးနဲ့မကောင်းမှုတွေတဲ့နေမွန်းနေမှာဆိုလို့မိဘဆွေမျိုးတွေအပေါ်သန္ဒရာဂဆိုတဲ့ညှိကပ်မှုတွေနေပါသွားအောင်ပျောက်ပြက်သွားအောင်လုပ်ပါတဲ့နောက်ဆုံးနံပါတ်5ကာမတကောကံသာလျင်ကိုယ်ပိုင်ဥစ္စာဖြစ်တယ်ငါလောက်တာမှန်သမျှငါဟာငါဥစ္စာအစစ်ဖြစ်တယ်ကာမဒါယတော်ကံရဲ့အမွေကိုခံရမယ်ငါလောက်တဲ့ကောင်းခြင်းဆိုခြင်းရဲ့အမွေကိုငါပဲခံရမှာနော်ကာမယောနိကံသာလျင်အကြောင်းရင်းရှိတယ်ငါဘဝရဲ့ကောင်းခြင်းဆိုခြင်းဟာငါလုပ်တဲ့ကံတွေဟာငါဘဝရဲ့အကြောင်းရင်းတွေပဲကာမဗန္ဓုငါလုပ်တဲ့အရာတွေဟာငါရဲ့ဆွေမျိုးအစ်စ်တွေပဲအဲ့ဒီလိုလေအမြဲတမ်းနှလုံးသွင်းပြီးတော့ခေါင်းနဲ့ထည့်ထားရမယ်ငါကောင်းတာတွေလုပ်ရင်ကောင်းတဲ့သူဖြစ်လာမှာငါမကောင်းတာတွေလုပ်ရင်လေငါဟာမကောင်းတဲ့သူကြီးဖြစ်လာမှာငါအရက်တော့ရင်ငါအရက်သမားဖြစ်လာမှာပေါ့ငါဘိန်းရှူရင်ငါဘိန်းသမားဖြစ်လာမှာလို့ငါလောက်ရမကောင်းရင်ငါဘဝမကောင်းနိုင်ဘူးအဲ့ဒါလိုပြီးပြီးပြင်းပြင်းမြင်အောင်နှလုံးသွင်းထားပါခေါင်းနဲ့အမြဲတမ်းထည့်ထားပါဘာကြောင့်လဲဆိုရင်အဲ့ဒါလိုမသိမမြင်ရင်မကောင်းတာတွေလုပ်မကောင်းတာတွေပြောမကောင်းတာတွေကြံစည်နေမှာစိုးလို့ပါတဲ့ဒီအချက်၅ချက်ဟာအမြဲတမ်းခေါင်းနဲ့ရိုက်ထည့်ထားရမယ်တရားတွေပဲဒီနေ့လူငယ်တွေကိုကြည့်လိုက်ရင်ကိုမအိုတော့မဲ့သူတွေလိုမနာကြတော့မဲ့သူတွေလိုမသေးကြတော့မဲ့သူတွေလိုမိဘဆွေမျိုးတွေနဲ့မခွဲမခွာပဲတသက်လုံးမိဘတွေနာနေရတော့မဲ့သူတွေကိုငါဘာလို့ဘာမှမဖြစ်ဘူးလို့နဲ့ကြိုးစားရမှမသိပြုပြင်ရမှမသိခိန်းစောဖုံးပေါ်နဲ့အချိန်နေဖြုံးနေကြတာမြင်ရတာဘဝကိုမစင်စားပဲဘဝမေ့နေကြလို့မြင်မိတယ်ဒါကြောင့်ညီကုန်းကျုပ်အနေနဲ့ပြောရရင်ခေါင်းထဲမှာအမြဲတမ်းရိုက်ထည့်ထားရမယ်အချက်၅ချက်ရှိတယ်အမြဲတမ်းရိုက်ထည့်ထားပါငါဒီလိုအရွယ်လေးနဲ့အမြဲမနေဘူးငါဒီနေ့အိုမင်းမစွမ်းဖြစ်လာမှာနော်ငါဒီလိုချမ်းချမ်းမာမာနဲ့အမြဲတမ်းနေနိုင်မှာမဟုတ်ဘူးငါဒီနေ့ယောဂါတွေရမထနိုင်မထိုင်နိုင်ဖြစ်အောင်မှာနော်ငါဒီနေ့သေးကိုသေးရအောင်မှာနော်ငါမိဘငါဆွေမျိုးတွေကလည်းငါနဲ့အမြဲအတူနေနိုင်မှာမဟုတ်ဘူးနော်ရှင်ခွဲသေးခွဲရင်ငါကိုငါပဲအားကိုးရမှာနော်ငါဘာလို့ငါလုပ်တဲ့အတိုင်းငါဖြစ်မှာနော်ဆိုတဲ့အတိလေးတွေကိုအမြဲတမ်းနှလုံးသွင်းပြီးတော့ဆင်ញင်နိုင်ကြပါစေလို့ဆန္ဒပြုရင်းပဲညီကုန်းချုပ်လိုက်ပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်